ကိုရှာဖွေလို့ရလာတဲ့ပစ္စည်းကိုလေးပုံပုံထားပါတဲ့လေးပုံပုံထားလောကလူတွေဟာအပေါင်းအသင်းမိတ်ဆွေကောင်းရဖို့ဆိုတာစီးပွားဥစ္စာရှိမှတဲ့မွဲရင်ဘယ်သူမှမပေါင်းညင်ဘူးဘူးသီးတိမအမျိုးတော်တယ်ဆိုတာကြည့်တယ်ရွှေရှိမှအမျိုးတော်ဒါလူသဘာဝကိုပြောတာကဲ့ရတာမဟုတ်ဘူးเนาะအဲ့တော့မွဲတည်တဲ့လူဘယ်သူမှဖက်မလုပ်ချင်အဲ့တော့မရှိခိုးလို့မလှဆုံးရိုးဆိုတာလိုပဲရုပ်ဆိုးလို့ရှိရင်ဆုံးတတ်တယ်ထင်တာလောကရဲ့သဘာဝကိုပြောပြတယ်ဒါကြောင့်မလို့ရှိအောင်ကြိုးစားမရှိတာကိုရှိအောင်ကြိုးစားရမယ်မလှတာကိုလည်းလှအောင်ပြင်ဖို့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပတ်စံရှိရင်လှလာတယ်လူကမလှတဲ့လူလည်းလှလာလှတယ်ဆိုတာဘာလို့လဲဆိုလူမအဝတ်တောင်းမှအကုတ်လေသူကအဝတ်စားကောင်းကောင်းလေးတွေဝတ်တဲ့အခါကျကြည့်ပြရှုပြဖြစ်လာတာပေါ့မရှိဘူးဆိုရင်စုပ်စုပ်ပြက်ပြက်နေရတာကိုမြတ်စွာဘုရားမင်းစီးပွားဥစ္စာကြိုးစားရှာတဲ့မိတ်ဆွေပေါင်းသင်းဆိုတာဟာပစ္စည်းဥစ္စာချမ်းသာမှရှိမှလူတွေကပေါင်းသင်းဆက်ဆံမှာတဲ့လေးပုံပုံပြီးတော့တပုံကိုစားမယ်အသုံးပြုမယ်အသုံးပြုဖို့ထားနှစ်ခုကတော့အရင်ဒီတစ်ခုအသုံးလုပ်ပြီးတော့စီးပွားထပ်ပြီးတော့တိုးအောင်ကြိုးစားအကုန်မရင်းရဘူးလို့ပြောတာနော်အကုန်ရင်းရင်ရှုံးရင်ပါသွားမှာပေါ့အဲ့ဒါကြောင့်မလို့လေးပုံပုံနှစ်တပုံကိုစားနှစ်ပုံကိုတော့အရင်ဒီဥစ္စာလုပ်ပြီးတော့စီးပွားရှာလေးခုပြောင်းတပုံကိုတော့ဖယ်ထားပြီးတော့သိမ်းထားပါခက်ခဲကျုံလာတဲ့အခါမှာသုံးဖို့အတွက်လေးခုမြောက်တပုံကိုတော့နော် emergency ဆိုပြီးသိမ်းထားပါဒါဖြင့်ဒီထဲမှာလှူရမှာတို့တန်းရမှာတို့မပါဘူးလားလို့ဆိုမပါဘူးဒီထဲမှာနော်ဘယ်ထဲကလှူတုံးဆိုစားတဲ့ထဲကပဲလှူဒီလိုဆိုလို့တယ်ကိုစားတဲ့ထဲကချိုးချံပြီးတော့လှူပိုးမွန်မြတ်တယ်အဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်သင်္ကန်းလုံးကတော့သုတ်တံမှာဟောပြောခဲ့တဲ့ဘုရားဟောတဲ့တရားတော်တွေပဲဖြစ်တယ်ပေါ့